မောင်နှမတွေကအကြီးဆုံးတွေဆိုတော့မိသားစုနဲ့ပတ်သက်လာရင်လောဘကြီးကအကြီးဆုံးတွေမောင်နှမတွေနဲ့ပတ်သက်လာရင်အမြဲနွံနာခန္ဓာအကြီးဆုံးတွေသူတို့ဘက်ကဘလောက်ထိပေးဆက်နေပါစေဘယ်တော့မှအငယ်တွေစီကအကောင်းမြင်မခံရတာလေအကြီးဆုံးတွေပါပဲလောကမှာအမေပြီးရင်အမကြီးဆိုတာဒုတိယမိခင်ပါအဖေပြီးရင်အကိုကြီးဆိုတာဒုတိယဖခင်ပါအမကြီးအကိုကြီးတွေဆိုတာအငယ်တွေအပေါ်မှာမမွေးယုံတမဲဆိုပေမယ့်အစာစာအရာရာမိသားစုအရေးမှာမိဘတွေနဲ့ထပ်တူဒုက္ခတွေပါမျှဝေခံစားခဲ့ကြသူတွေပါကိုမောင်ငယ်ညီမငယ်တွေပေါ်သူတို့ငယ်ငယ်ကအဆင်မပြေခဲ့တဲ့အချိန်တွေကိုမခံစားစေချင်လို့မိသားစုကိုငဲ့ပြီးစူးစမ်းရုန်းကန်နေကြသူတွေမောင်နှမလို့ပြောလိုက်တာနဲ့ဘယ်လိုအချိန်ရောက်အားလုံးကိုအဆင်ပြေစေချင်တာအိမ်တိန်ရဲ့အကူကြီးမကြီးတွေရဲ့မြတ်တာပါတကယ်တမ်းတော့အကြီးဆုံးတွေဆိုတာအငယ်တွေရဲ့အမြင်မှာအမြဲတမ်းစုနေဆုံးမနေတတ်တော့သူတို့အတွက်လူဆိုးကြီးတွေလူမိုက်ကြီးတွေလိုပါပဲ